နေချဆိုတာဇာတိဥဒ္ဓဇာတိဥဒ္ဓကြီးကသူ့တော်ဝါကနေဖန်ဆင်းလိုက်တာအပူအေးနဲ့ဆက်ပြီးတော့မိုးတွေရွာလာတဲ့အခါမှာအောက်မှာရေတူကြီးကိုခံထားတဲ့အရာမရှိဘူးအလုံးဟာလေဟာပြင်ကြီးပဲအထက်ကလည်းလေဟာပြင်ပဲအောက်ကလည်းလေဟာပြင်ပဲပတ်ဝန်းကျင်မှာလည်းလေဟာပြင်ပဲဆိုတော့အဲ့ဒီလေဟာပြင်ထဲမှာကျလာတဲ့မိုးရေပေါင်းဟာလည်းပဲလေဟာပြင်ထဲမှာအောက်ကနေလေကပင့်ထားသည့်အတွက်ကြောင့်ရေပေါက်ကြီးဖြစ်နေအဲ့ဒီရေပေါက်ကြီးပဲနှစ်ပေါင်းများစွာကြားလာပြီးရာသီဥတုတွေရဲ့ပူပြင်းလာမှုတွေတဖြည်းဖြည်းပူနွေးလာတဲ့တေဇောဓာတ်တွေလွန်ကဲလာတဲ့အခါတဖြည်းဖြည်းအပေါ်ယံနေမာကြောလာအပေါ်ယံနေကြက်ဥများလို့ပေါ့နော်ကြက်ဥများဟာလည်းကြက်ရဲ့ဝန်းထဲကထွက်တော့ကအခွန်မမာသေးဘူးတဖြည်းဖြည်းပြင်လေနဲ့တိုက်တဲ့အခါအခွန်မာလာတယ်လို့ပဲအဲ့ဒီရေပေါက်ကြီးကလည်းပြင်ဘက်ကလေထုနဲ့တွေ့တဲ့အခါကျတော့ရေမှာအကျော်လေးတွေတင်းလာပြီးမာလာဒါကနေချာကလုံနေတာအဲ့ဒီမှာကဘာကြီးဟာအခုလိုစတင်ဖြစ်ပေါ်လာတယ်ရေပေါက်ကနေစပြီးဖြစ်လာတယ်လို့ဆိုတဲ့ကဘာတီပုံဖော်ပြတဲ့အထက်ကရာတီကကျမ်းတွေကိုကြည့်မယ်ဆိုရင်လေကဘာကြီးဟာအလုံးကြီးလို့ဆိုတာခန့်မှန်းလို့ရတယ်ပေါ့နော်အဲ့တော့ကဘာလုံးသလားပြားသလားနဲ့ညင်းเสียတော့မလိုပါဘူးလေထုကြီးထဲမှာရှိတဲ့အရာတစ်ခုဟာဒီလိမ်မန်းကြီးလို့ပြားချနေတာလည်းမဟုတ်ဘူးလေထုထဲမှာနေပြီဆိုကြတဲ့ကဟိုဘက်ဒီဘက်ကလေထုတွေရဲ့ပံ့ပိုးမှုကြောင့်လုံးနေဖို့သာဖြစ်เสียရှိတယ်ပေါ့နော်လုံးနေတဲ့အရာသာဖြစ်เสียရှိတယ်အဲ့ဒါလို့ကဘာကြီးထဲမှာကဘာကြီးစဖြစ်လာတဲ့အခါမှာပထမဆုံးကရေပဲရေကအပေါ်ယံတင်းလာတဲ့အခါကျတော့မြေဖြစ်လာတယ်ငကိုလက်ရှိကလေထုကြီးအာကာသလဟာပြင်ထဲမှာလေထုကြီးရှိတယ်အဲ့ဒီလေထုပေါ်မှာမိုးရွာချလိုက်တော့ရေထုကြီးဖြစ်လာအဲ့ဒီရေထုကြီးပေါ်မှာခုနကအပေါ်ကျော်တင်းလာပြီးမြေလွှာဖြစ်လာဒီလိုဆိုတာပေါ့နော်အဲ့ဒါကိုဒီမှာမြတ်စွာဘုရားကရှင်းပြထားတာအယံမဟာပထဝီအခုတို့နေတဲ့မြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ်ဒီလိုဆိုတာရေပြင်ကြီးပေါ်မှာတည်ရှိနေတယ်အေးတချို့ကတော့ထင်မယ်မြစ်တွေအင်းတွေအိုင်တွေသွားကြည့်ပြီးတော့မြစ်ထဲမှာရေဒီမြေကြီးမရှိဘူးလို့ထင်ကောင်းထင်လိမ့်မယ်ပေါ့နော်သို့တော်လည်းမြေကြီးအောက်မှာရေရှိတယ်ဆိုတာဟာရေရင်းတူးနေတဲ့လူတွေမြေကြီးအောက်ကရေတွေထုတ်ယူနေတဲ့လူတွေဟာသိတာနေတာမြေကြီးအောက်မှာရှိနေတဲ့ရေတူကဘာတီတုံးကရေတူးကစလာအောက်မှာလေတူးကပင်ကိုရှိနေတယ်လေတူးတဲကိုမိုးရွာချလိုက်တဲ့အခါရေတူးကတဖြည်းဖြည်းအပေါ်ကျော်တင်းလာနွားတို့တောင်ကြိုကြည့်ပါလားကြိုကြည့်ရင်အပေါ်ကျော်တင်းလာတယ်လေတဖြည်းဖြည်းမလိုက်တက်လာတယ်ခေါ်တာပေါ့ထို့တူပဲကဘာမြေကြီးကရေပေါက်ကနေပြီးတော့အပူကြောင့်မို့လို့အပေါ်ကျော်တင်းလာအဲ့ဒီကနေမြေထုဖြစ်လာအဲ့ဒါကြောင့်အောက်ဆုံးကငဘောဝရှိနေတဲ့လေထုကြီးကအမတန်ကြီးမားတယ်လေထုကိုခံပေးထားတာကရေထုကြီးရဲ့ပေါ်မှာမြေထုဆိုတာပေါ်လာတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အယံမဟာပထဝီဤမြေကြီးဟာဥဒကေပဋိဋ္ဌိတာရေပေါ်မှာတည်ရှိနေတယ်ဥဒကံဝါတိပဋိဋ္ဌိတာအဲ့ဒီရေတွေကတော့လေထုကြီးအနန္တအာကာသထဲမှာရှိတဲ့လေထုကြီးမှတည်တယ်ဝါတောအာကာသထောတဲ့အောက်ဆုံးကလေထုကြီးကတော့ space ကြီးမှရှိနေတယ်လို့ဒီလိုပြောတာလေဆိုတာကသဘာဝစဉ်းစားကြည့်ဒီ space ဆိုတဲ့ဘာမှမရှိတဲ့နေရာမှာသာလေဆိုတာရှိလို့ရတာဟုတ်နော်လေဆိုတာဘာမှမရှိတဲ့နေရာမှာရှိလို့ရအဲ့တော့အာကာသဟင်းလင်းပြည့်မှန်သမျှလေထုရှိဒါကြောင့်မို့လေထုရဲ့အပေါ်မှာရေထုရှိတယ်ရေထုရဲ့အပေါ်မှာမြေထုရှိတယ်ဆိုပြီးတော့ကဘာမြေကြီးတည်နေပုံကိုမြတ်စွာဘုရားအရင်ရှင်းပြပြီးတော့မှအချိန်ခါဆိုတာရှိတတ်တယ်တဲ့ဘယ်လိုဖြစ်တတ်တုံးလို့ဆိုလို့ရှင်အောက်မှာခန်းနေတဲ့အနန္တအာကာသတွေကလေထုကြီးဟာတခါတရံကျတော့အပူအေးဖောက်ပြန်မှုကြောင့်ငြိမ်သက်နေတဲ့လေတွေကပြင်းထန်လှုပ်ရှားမှုတွေဖြစ်ပေါ်လာလိုင်းခရက်ကြီးတွေလို့လေကြီးဟာဣပြီးတော့တိုက်လာတာရှိလေမကြခင်ကမှလေစင်နာမောင်းတိုက်သွားသေးတာပဲဗမာပြည်မှာလဲ
မကြမကြလေမုန်တိုင်းတွေဖြစ်လာကြည့်ပေါ့အဲ့ဒီသဘာဝကြောင့်မို့လို့ဒီလူတွေမြင်ရတဲ့လေကကဘာမြေကြီးရဲ့အောက်မှာခန်းနေတဲ့လေထုကအလွန်ကြီးမားတယ်အဲ့ဒီလေထုကြီးဟာလှုပ်ရှားလာပြီးအမှန်တန်ကြီးမားတဲ့မုန်တိုင်းကြီးလို့ဖြစ်လာလေတိုက်တယ်ဆိုရင်လေကိုမမြင်ရပြီပဲလို့လေဟာဒီလှုပ်ရှားမှုကပြင်းထန်လာဒီလိုဆိုလှုပ်ရှားမှုကပြင်းထန်မဟာဝါဒဝါယန္တိကြီးမားတဲ့လေထုကြီးဟာတိုက်ခတ်လာတဲ့အခါကျတော့ဥဒကံကံပင်တိလေထုကြီးကနေပြင်းထန်လှုပ်ရှားလာတဲ့အခါမှာသူ့ပေါ်မှာရှိနေတဲ့ရေကိုလှုပ်ရှားသွားစေတယ်လေကမငြိမ်ဘူးဆိုတာဟာထက်တိုက်လိုက်အောက်ဆင်းလိုက်ပဲလေဆိုတဲ့သဘောကနော်ပြင်းထန်လိုက်တာနဲ့တိုက်လိုက်တာနဲ့အပေါ်ကရေထုကလှုပ်သွား